ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒီ28ရက်ပေါ့နော်28ရက်ဒါ3လ2025မှာဒါလောက်ခတ်သွားတဲ့ငလင်ကြောင်းပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းတက်နိုင်တဲ့လောက်ဒါပါဝင်ပြီးတော့ကူညီပေးခဲ့တယ်ပေါ့နော်တက်နိုင်တဲ့လောက်အလူတန်းတွေလုပ်ခဲ့တယ်ပါဝင်ပြီးတော့ကျွန်တော်တို့ဒီကူညီပေးခဲ့တဲ့ပိုင်းတွေလည်းရှိတယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့ဒီမန်လေးမှာလောက်ခဲ့တဲ့ငလင်ကြောင်းပေါ့နော်ကျွန်တော်တို့ဒီအသက်ဆုံးရှုံးသွားရတဲ့ကျွန်တော်တို့ဒီမိတ်ဆွေမျိုးသားချင်းတွေပေါ့နော်အဲ့တော့ဆွေမျိုးသားချင်းတွေပြီးရင်လက်ရှိချိန်မှာကျွန်တော်တို့ဒီပျက်စီးဆုံးရှုံးသွားတဲ့အရာတွေများစွာရှိရပေါ့နော်အဲ့တော့ဒါတွေကိုပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒါဗီဒီယိုမလုပ်ပဲနဲ့ဒါနားရတာဒါတော်တော်လေးကိုကြာသွားပြီဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ဒါဒီနေ့ကစပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေဒါကျွန်တော်ပုံမှန်လေးပြီးတော့ပြန်တင်ပြီးမှပြန်တင်တော့မှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုတော့ဒီကနေ့ကတော့ဒါကတော့ကျွန်တော်ဒီ73ရက်နေ့ပေါ့နော်အဲ့တော့73ရက်နေ့4လပေါ့နော်အဲ့တော့73ရက်နေ့4လ2025ဖြစ်တယ်နော်အဲ့တော့ကျွန်တော်ဒီကနေ့ကနေစပြီးတော့ကျွန်တော်ရဲ့မှာဗီဒီယိုလေးတွေကျွန်တော်ပုံမှန်ပြန်တင်တော့မှာပဲဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ဆိုတော့ဒီကနေ့ကတော့ဒါ Sam Day ပေါ့နော်အဲ့တော့ Sam Day ဆိုတော့ကျွန်တော် Bitcoin အခြေအနေလေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ပေါ့နော်လက်ရှိ Bitcoin ကတော့ဒါကတော့ကျွန်တော်ဒီတော်တော်လေးဆွဲခဲ့ပြီးတယ်ပေါ့နော် flash button ဖြစ်နေတယ်ဆိုပြီးတော့ပေါ့နော် flash button ဖြစ်နေတယ်လက်ရှိကတော့ပြောမယ်ဆိုတော့ဒီ flash button ကို break out ဖြစ်တယ်ပေါ့နော် break out ဖြစ်တယ်break out ဖြစ်ပြီးတော့ကျွန်တော်ရဲ့မှာ target ကတော့ဒါ dam လွားတဲ့အနေအထားတစ်ခုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့Bitcoin ကတော့လက်ရှိကတော့ဒါအနှိမ့်ဆုံးကတော့ဒါ9400နဲ့မှ900ဝန်းကျင်လောက်ထိကိုဈေးကျရှိခဲ့တယ်လက်ရှိဈေးကတော့ဒါ8400ဆိုတော့ဒါ correction ပြန်လာနေတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော် correction ဘယ်လောက်ထိလာနိုင်မလဲဆိုရင်တော့ကျွန်တော်တို့ကတော့ဒီ8900ဝန်းကျင်လောက်ထိပြန်ရောက်လာမလားပေါ့နော်ဒါလေးကတော့ကျွန်တော်တစ်ချက်လောက်စောင့်ကြည့်ရမယ်တကယ်လို့ကျွန်တော် daily မှာပြောခဲ့တယ်လို့ပေါ့နော်ဒါလက်ရှိကတော့ daily ပေါ့နော်အဲ့တော့ daily မှာကြည့်မယ်ဆိုတော့ကျွန်တော် daily ဈေးဆက်တက်ဖို့ပေါ့နော်အဲ့တော့ဈေးဆက်တက်ဖို့ဆိုတော့ကျွန်တော်ပြောခဲ့တဲ့ကျွန်တော်ဒီ9000နဲ့မှ1500 9000နော်9000အဲ့ဝန်းကျင်ပေါ့နော်အဲ့ဝန်းကျင်မှာအထက်ကိုဈေးရောက်လာဖို့လိုတယ်ဒါမှဒါလည်းဈေးကတော့ဆက်တက်နိုင်ခြေရှိမှာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုတော့ဈေးကတော့ကျွန်တော်တို့ဒီ down trend ပဲရှိနေတဲ့အနေအထားတခုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့daily ရကြည့်မယ်လား daily ရဆိုရင်လည်းကျွန်တော်ဒါလက်ရှိချိန်ဒီဒါ down trend ဆက်လက်ပြီးတော့ဒါ down trend တည်ရှိနေတဲ့အနေအထားတခုကျွန်တော်တွေ့ရတယ်ပေါ့နော် trend line လေးတခုရှိနေတယ်အဲ့တော့trend line လေးတခုရှိနေတဲ့အပြင်ကိုသူကလက်ရှိချိန်မှာတော့ဒါ trend ကိုလာထောက်နေတဲ့အနေအထားတခုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော် trend လာထောက်နေတယ်အဲ့တော့ trend လာထောက်နေရဆိုတော့ဒီဈေးတန်းနေပြီးတော့ပဲကျွန်တော် trend test လုပ်ပြီးတော့ဈေးပြန်ကျမလားပေါ့နော်ဈေးပြန်ကျမလားဒါမှမဟုတ်ရင်ကျွန်တော် trend ကိုဖောက်တက်မလားပေါ့ချက်လောက်တော့စောင့်ကြည့်ရမယ်ပေါ့နော်trend ကို break လုပ်မလားဒါမှမဟုတ်ဒီကနေပြီးတော့ပဲကျွန်တော်တို့ဒီဈေးပြန်ကျမလားပေါ့နော်ဒီကနေပြီးတော့ပဲကျွန်တော်ဈေးပြန်ကျမလားဆိုတော့ဒီချက်လောက်တော့စောင့်ကြည့်ရမယ်နေတာတခုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့အဲ့တော့ဒါတွေကတော့ကျွန်တော်ဒီ Bitcoin ရဲ့လက်ရှိအခြေအနေလေးပေါ့နော် Bitcoin ရဲ့လက်ရှိအခြေအနေလေးကတော့ Trend ကို break မလားဒါမှမဟုတ် Trend ကို break ပြီးတော့8500 လောက်ထိရောက်မလားဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်ဒီဈေးတန်းနေပြီးတော့ပဲကျွန်တော်ဈေးဆက်ဆင်းမလားပေါ့နော်အဲ့တော့8900လောက်ထိရောက်ပြီးတော့ဈေးဆက်ဆင်းမလားဒါမှမဟုတ်ဘူးဆိုရင်လက်ရှိဈေးတန်းနေပြီးတော့ဈေးဆက်ဆင်းမလားဆိုတာတော့ကျွန်တော်တစ်ချက်လောက်တော့စောင့်ကြည့်ရမယ်ပေါ့နော် Okay အဲ့တော့ဆိုတော့ကျွန်တော်တို့ရဲ့မှာဒီကနေ့လက်ရှိ trade chain တွေလိုက်ပြီးတော့ကြည့်လိုက်အောင်refresh တစ်ချက်လုပ်လိုက်မယ်နော်အဲ့တော့ကျွန်တော်တို့လက်ရှိဒီကနေ့ trade အခြေအနေလေးကတော့ကျွန်တော်တို့ Bitcoin ကိုကျွန်တော်ဒီ83,900နော်အဲ့တော့83,900မှာကျွန်တော်စပြီးတော့ရောင်းထားတယ်ပေါ့နော်စပြီးတော့ရောင်းထားတယ်လက်ရှိချိန်ကတော့ဒါကတော့85,600ဆိုတော့ကျွန်တော်လက်ရှိကတော့ဒါအရှုံးပြနေတယ်ပေါ့နော်အဲ့တော့ဆိုတော့position ကတော့လက်ရှိကတော့ဒီ position တစ်ခုပဲရှိတယ်နော်အဲ့တော့ order မှာဆိုရင်တော့ကျွန်တော် REND ကိုကျွန်တော် 4.15 မှာရောင်းဖို့ကျွန်တော် order ပေးထားတယ်4.15 ပေါ့နော်4.15ဆိုတာကကျွန်တော်ဒီဈေးတန်းပေါ့နော်အဲ့တော့4.15ဒီဈေးတန်းမှာနော်အဲ့တော့ဒီဈေးတန်းမှာကျွန်တော်စပြီးတော့ရောင်းဖို့ကျွန်တော် order ပေးထားတယ်
IND ရအောင်ပေါ့နော်ပြီး Bitcoin ကကျွန်တော်8200မှာထပ်ပြီးတော့ရောင်းဖို့ order ထပ်ပေးထားတယ်ပေါ့နော်8200ဒီဈေးတန်းပေါ့နော်အဲ့တော့ဒီကောင် break လုံးမလားပေါ့ break လုံးတွားပြီးဆိုရင်တော့ကျွန်တော်တို့ကတော့ order close လုပ်အောင်ပေါ့နော်ဈေးဆက်တက်နိုင်လို့ရှိရဖြစ်တဲ့အတွက်နော်အဲ့တော့ဒါလေးကတော့ကျွန်တော်လက်ရှိဝင်ထားတဲ့ position လေးရယ်ကျွန်တော်မှာ order ပေးထားတဲ့ order လေးရယ်ပေါ့နော်ဆိုတော့ position history လေးကိုလည်းကျွန်တော်တစ်ချက်လောက်တွားကြည့်လိုက်အောင်position မှာဆိုရင်တော့ကျွန်တော်တို့ဒီ broccoli ပေါ့နော် broccoli ကိုဒါprofit တွေနဲ့ကျွန်တော်ပိတ်ထားတာကိုကျွန်တော်တွေ့ရတယ်ပြီးရင်ကျွန်တော် PROMPT ပေါ့နော်ဒါလေးကိုလည်းကျွန်တော် profit တွေနဲ့ပိတ်ထားတယ် AAVETH เนาะအဲ့တော့ baby တော်တော်များများပေါ့နော် order တွေကိုကျွန်တော်ပိတ်ထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဆိုတော့ဒါတော့ကျွန်တော်ဒီ8ရက်တွေကပေါ့နော်အဲ့တော့8ရက်တွေဆိုတော့ကျွန်တော်ဒီ4ရက်နေ့တုန်းကဟာတွေပေါ့နော်အဲ့တော့4ရက်နေ့တုန်းကကျွန်တော် order လေးတွေပေါ့နော်4ရက်10လနော်10လမှာပိတ်ထားတဲ့ order လေးတွေပေါ့နော် okay အဲ့တော့ဒါလေးကတော့ကျွန်တော်တလသာနော်အဲ့တော့ကျွန်တော်မှာတလသာကျွန်တော်မှာလက်ရှိ position history ချိန်နေလေးတွေပေါ့နော် okay အဲ့တော့ဆိုတော့ဒါလေးကတော့ကျွန်တော်ဒီကနေ့ရဲ့ trade chain လေးပေါ့နော်ဆိုတော့နောက်နေ့တွေမှာလည်းကျွန်တော်မှာ trade chain တွေကဘယ်လိုဆက်ပြီးတော့ဖြစ်နေအောင်မလဲဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်